ဆရာကြီးတွေပေါ်တာပေါ်ကြတွေတီးဖို့ဘာရတော့မဟုတ်ဘူးနည်းနည်းတော့ပြောကြည့်မယ်မှန်တရားတော့တမားတဲ့နည်းနည်းတော့ခါမယ်နော်စင်ပြေလား Okay Let's go အထာကြီးနဲ့ဆရာကြီးလားဆရာကြီးတော့ဆရာကြီးပါအထာကြီးနဲ့ဆရာကြီးလားဆရာကြီးတော့ဆရာကြီးပါအထာကြီးနဲ့ဆရာကြီးလားဆရာကြီးတော့ဆရာကြီးပါအထာကြီးနဲ့ဆရာကြီးလားခုတော့ပြောမဲ့ဆရာကြီးရာဘယ်သူ့ကိုမှမရှိရွယ်ပါမင်းတို့ပြောတဲ့အနုပညာပြောနဲ့လောက်ရက်ကွာလိုက်တာစကောလောက်မှဇောက်ကမနဲ့စိတ်ရှိရင်တော့ဆောင်းတောင်းတော့နာရှိရင်တော့စက်မဲ့ဟုတ်သိကပြီးတော့နားတောင်းတော့ဆိုတာဟာပျော်ပျော်နူးညံ့သိမ်မွေးတာခုခေတ်ခုခါနုပညာရှင်ပေါ်ပြူလာတွေတော်ဖြစ်ချင်းဝင်ဟပ်ပြီးချေပြတော့ပြုတ်ခါကြမှာဂျိုင်းတော့စစ်မှန်ဆိုတဲ့နုပညာဘယ်အရာကိုဆိုတလဲဗျာကျုပ်ဥကဆုံးရတဲ့ချင်းဖြစ်တာကျွန်တော်တို့ခေတ်တွေပြစ်ပြီးဗျာရှေ့တစ်ခေတ်ကနုပညာရှင်တွေအာနာပေးပါပေါ်ပြူလာတွေသူတို့ခေတ်မှာဂီတာတိတ်ဒီဘက်ရှိစွာထွက်ပေါ်ပေးငါတို့ခေတ်မှာဂီတာတွေကစုံရွက်နဲ့ကျုပ်ဖြစ်နေဘယ်အရာမှနှိုက်ရှင်မြညမဂီတာမိတ်ကြအမလေးဟဲဂွမ်းမိဗျာဘလို့လဲဆရာကြီးတွေပါလေးတော့ပို့လိုက်တာโอเคလားကျွန်တော်ကတော့ဘာမှမဟုတ်ပါဘူးဗျာဆရာကြီးတော့ဆရာကြီးပါပဲလို့ဆရာကြီးဆရာကြီးလာဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီးဆရာကြီးလာဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီးလာဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီးလာဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီး